မင်္ဂလေးသည်သူမလုံးဝမတွေးမိခဲ့ပေအရင်ညကဘာတွင်တွေ့ဆုံခဲ့သောထိုမျိုးသားသည်သူမ၏ကောလိပ်ပါမောက္ခဖြစ်နေခဲ့ခြင်းပင်သူမကိုပို၍ရှက်ရွံ့စေသည်မှာထိုသူသည်သူမကိုမှတ်မိနေဟန်ရှိပြီးအတန်းထဲတွင်မေးခွန်းများမေးရန်သူမကိုတကူးတကခေါ်ဆိုခဲ့ခြင်းပင်ထိုခိုက်တန့်တွင်မိန်းကလေးသည်ရှက်လွန်း၍ပျောက်ကွယ်သွားခြင်းခဲ့သည်အမှန်စင်စစ်လွန်ခဲ့သောလောက်ဝက်ခန့်ကမိန်းကလေးသည်သူမ၏စစ်ဆက်ထားသူတစ္ဆာဖောက်ခဲ့သည်ကိုသိရှိခဲ့သည်စိတ်မကောင်းဖြစ်ကစိတ်ဖြေရန်ဘားသို့သွားခဲ့သည်သူမသည်အလွန်အမင်းမူးယစ်သွားသဖြင့်တည်တည်ငြိမ်ငြိမ်ပင်မရပ်နိုင်တော့ပေသူမလှည့်ကြည့်သောအခါတိုက်မိ၍မြေပြင်ပေါ်လဲကျလူနီးပါဖြစ်ခဲ့သည်ထိုအချိန်တွင်အရက်မူးနေသောအမျိုးသားတဦးကသူမကိုအချိန်မီကူညီခဲ့သည်မူးယစ်နေသောရက်များအတွင်သူတို့နှစ်ဦးညကိုအတူဖြတ်တန်းခဲ့ကြသည်ထို့နောက်မိန်းကလေးသည်ထိုညကဖြစ်ပျက်ခဲ့သည်များကိုမေ့ပစ်လိုခဲ့သည်ဤနေ့တွင်သူမသည်ပုံမှန်အတိုင်းစာသင်ခန်းထဲတွင်ထိုင်နေခဲ့သည်မတော်တဆအပေါ်သို့ကြည့်လိုက်သောအခါချက်ချင်းအိပ်ခဲသွားသည်စာသင်ခန်းထဲရှောက်ဝင်လာသောပါမောက္ခသည်နှဆိုင်သောမျက်လုံးများရှိသည်သူခန္ဓာကိုယ်ပေါ်ရှိထင်းယူနှံ့ပျော့ပျော့လေးပင်ထိုညကအမျိုးသားနှင့်အတူတူပင်ဖြစ်နေသည်မိန်းကလေးသည်ကြောပေါ်တွင်ချွေးများရုတ်တရက်ထွက်လာခဲ့သည်မိန်းကလေးတတိမရမီပါမောက္ခ၏အတန်သည်စာသင်ခန်းထဲတွင်ထွက်ပေါ်လာသည်သူကမိန်းကလေးအားအတန်မေးခွန်းတစ်ခုကိုဖြေရန်လိုလားကြောင်းပြောခဲ့သည်မိန်းကလေးသည်စိတ်တည်ငြိမ်ဟန်ဆောင်ကထွက်လိုက်သည်ပါမောက္ခ၏မေးခွန်းကိုအလွယ်တကူဖြေဆိုခဲ့သည်ထို့နောက်ပါမောက္ခသည်သူမ၏ចောင်းသားကပ်ကိုတစ်ချက်ကြည့်လိုက်ပြီးအတန်းပြီးနောက်သူ၏ရုံးခန်းသို့လာရန်ပြောခဲ့သည်